ဒီနေ့ကကျွန်တော်တို့အတူနေအတူစားအတူသွားတယ်ကျွန်တော်တို့ရဲ့ချစ်ကူကြီးတို့နေတဲ့အပတ်မှန်ကိုသွားလိမ့်မှာပါသွားပြီးတော့နှုတ်ဆက်တာလည်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့ချစ်ကူကြီးနဲ့ချစ်မနဲ့ဟာမနေ့ပြန်ဟန်နန်းကိုသွားပြီးတော့အလုပ်သွားလုပ်ရတော့မှာပါအဲကြောင့်ကျွန်တော်တို့သွားပြီးတော့နှုတ်ဆက်မှာဖြစ်ပါတယ်ဒါကတော့သူတို့နေတဲ့အပန်းပန်းဘွားနေလမ်းပြီးမြင်နေရတဲ့ဟိုချီမင်းမျိုးရဲ့မြင်ကွင်းပဲဖြစ်ပါတယ်ဒါကတော့ချစ်ကူကြီးနဲ့ချစ်မတို့ပဲဖြစ်ပါတယ်နေ့ပြန်ဟန်နန်းကိုသွားရတော့မယ်ဆိုတော့ကျွန်တော်တို့ခွဲရလာပြီးတော့နှုတ်ဆက်တာပါဒါကဗီယက်နမ်မယန်းသီးပါချိုချင်ပေါ့ချင်မငုံကိုကြော်ကျွေးနေတာပါငုံကြော်ရမယ်ငုံကြော်ရမယ်ဒါတော့ကိုရှေကြီးပဲဖြစ်ပါတယ်အလဲမမီးလေးစုံစုံလင်းလင်းလေးနဲ့အမလေးရှယ်ပဲချစ်မနဲ့ချစ်ကိုကြီးတို့ကလောက်ရတယ်ဆိုတော့ဝမ်းသာတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့နေတော့ခွဲရတာပေါ့ကိုတို့အမတို့ရဲ့တက်ခန်းဘွားနေလမ်းမြင်ရတဲ့ဟိုချင်းမင်းမျိုးရဲ့ညဘက်မြင်ကွင်းလေးပဲဖြစ်ပါတယ်ရဲကိုတာရပါတယ်ဒီမှာကရင်သားဖန်သားလေးမာဘာတွေဝယ်လာလဲမသိဘူးဝတ်သားတလာပေါ်ချက်မယ်လို့တော့ပြောတယ်ဒီမှာသူနေအတူစားသူသွားကြတဲ့ချစ်ကိုကြီးချင်းတို့တော့နဲ့တော့ခွဲရပြီပေါ့နော်ကျွန်တော်တို့ခွဲလေးစုံလာပြီဆိုရင်အလိုလေးတွေတောက်ကြစားကြပျော်ချတော့ကောင်းတာဘယ်လိုပဲဖြစ်ဖို့ဗျာတရွာမပြောင်းရင်သူကောင်းမဖြစ်တဲ့ကိုတို့အမတို့လောက်ရတော့နေဝမ်းသာပါတယ်အခုနဲ့အမအလုပ်အကိုင်အဆင်ပြေပါစေဗျာဝင်ငွေနဲ့မြတ်မြတ်ရနိုင်ပါစေလို့ဆုတောင်းပေးပါတယ်